အခန်း25ရှင်ကဲ့သို့ကိုယ်စိတ်နှစ်ပါးလွန်စွာဆင်းရဲလျက်ကောင်းစွာလည်းမချမ်းမာသေးသောမောင်နှင်ဝင်းမှာရီကိုတနေ့မပြတ်တွေးတော့ကတဆွေးဆွေးတမြင်မြင်နေသောဝေဒနာကြောင့်ပိန်ချုံညိုနိုင်၍နေရရှာလျာဤများလောက်ဒုက္ခများသောဘဝ၌လူလာ၍ဖြစ်ရခြင်းကိုချိန်ဆမိလေသည်မိမိသည်ရင်းနှီး၍တခါတည်းတည်ခဲ့နေယခုကဲ့သို့ပူပင်သောကမျိုးကိုဆက်လက်၍ခံစားရဖို့မရှိနိုင်ချေမတော်တဆဤများလောက်ဒုက္ခကိုခံရပြီးနောက်ရီကိုမရချေကတေးတာကမျက်သေးတယ်ဟုတွေးမိလေသည်စိတ်ကမ်းမှနှင်းနှင်း၍ပြန်ကြသောအခါဘာတော်ကကိုနေဝင်အိမ်ကိုပြန်အောင်ကျွန်တော်သွားပြီးကြံစီစရာရှိသေးတယ်ဟုပြောလျာမောင်နေဝင်သည်ခိုးသူတစ်ပြားလူရဲ့တိုက်ခိုက်၍ရသောသူရဲ့ကျွေးမွေးခြင်းကိုခံ၍နေရသောကြောင့်စိတ်ထဲမှနှွေ၍မဖြောင့်နိုင်ပေဘာကြောင့်ဤမျက်နှာကိုကြည့်ကဘာကြောင့်ဘလို့အလုံးများကြံအောင်လဲတငယ်ချင်းရဲ့ငါတို့ဖြင့်ဘာကိုမှတစုံတစမလုပ်ပါနဲ့ရန်ကုန်ကိုအခုမပြန်ရရှိဆိုတော့ငါတော်တော်မှရင်ကြံစီ၍ပြန်ပါမယ်ငါတို့ဒုက္ခများမကြံစီပါနဲ့ဘာကြောင့်ရဲ့ဘာကြောင့်လဲအိုးကိစ္စမရှိပါဘူးစားနေကြကြောင်းပါအေးစေးသာပြန်ပါထို့သူပြောပြီးထပ်သွားလေသည်မောင်နေဝင်းသည်ဘာကြောင့်ကိုအတန်ကလေးကြာစွာကြည့်ပြီးစိတ်အားငယ်ငယ်နဲ့အိမ်သို့ပြန်သွားလေသည်ထို့သူပြန်သွားရာတွင်ရီမင်းနဲ့ငါနဲ့ဒီဘဝမှာဖြင့်နေရာချဖို့မရှိဘူးထင်ပါရဲ့မင်းတို့ငါဒုက္ခခံရဖို့ရဝိပါကမကင်းလို့လူဖြစ်ပြီးလာရသူပါပဲထို့သူတွေးတော့ကစိတ်ပြက်နေမိမိရဲ့ဥကောင်းတွေထိုးကျင်ကြိုက်ခဲနေသောနေရာကိုလက်တစ်ဖက်နှင့်အောက်ခါချီနေတကိုယ်ရဲရှောက်သွားချလေသည်အိမ်သို့ရောက်သောအခါအိမ်ကောင်းရင်ကြံပြမော်တွင်ဝရမောင်းလျက်မိထောက်ကလမ်းဘက်သို့ငိမ်မော်လျက်ရီကိုရတော့မှမဟုတ်ဘူးသောတွေးတော်ခြင်းတို့နှင့်အဆွေးစောမတတ်နိုင်ပေယခုမိမိခံစားလျက်နေရသောဝေဒနာနှင့်တရွာကိုမြန်းရလျင်အေးကန်းကိုတွေ့နိုင်ရဲ့ဟုအောက်မိကနေလေသည်လူမမနလန်ထားစီဖို့ညားစွာမှုသိပ်ဆောင်လောင်လာတော့လေဝက်ချမ်းစားသုံးစရာလက်ထဲမှာတပြားတစ်ချက်မှမရှိချေအိမ်တိုင်းလည်းမြည်သူမှမရှိအိမ်ရှင်မိန်းမသားမိမှဈေးနာရောင်းချရှာဖွေရန်ထွက်သွားကြသောကြောင့်မိဖို့၌ဘာများရှိပါသလဲဟုထားပြီးရှာဖွေလျာထမင်းဟိုးတဲ့တွင်ထမင်းတဝက်ခန့်နှင့်ထမင်းထဲတွင်မြုပ်၍ထားသောဝမ်းဖဲဥကလေးတစ်လုံးကိုတွေ့လေသည်မောင်နေဝင်းသည်ပကံပြတစ်ချက်ကိုဆေးပြီးထမင်းကိုခူးခတ်ကဝမ်းဖဲဥကလေးနှင့်စားရရှာလျာထမင်းဟိုးတစ်ဝက်မှာတက်စင်ပြောင်း၍သွားသောကြောင့်ဝမ်း၌လှုပ်ရှားထားကြအစာကိုတကြသောတန်းများသည်ပုံငြိမ်၍သွားကြပြီးလေအိမ်ကောင်းရင်သို့ပြန်ကကျမ်းပေါ်တွင်မောက်ချီလန့်ချီလူချီလိမ့်ချီနေရင်အိပ်ပျော်၍သွားမိရဖြူတွင်မိုးများရွာ၍လာသောကြောင့်ကလကောက်ချကအိမ်တွင်ကဆောင်းတစ်ထည်ယူရိတ်ချုံပြီးနေဆောင်းကိုခြေကန်၍အိမ်လေသည်ညနေဆောင်သောအခါအိယာကနိုး၍လာလျာကလကောက်ဖွင့်၍ကြည့်လိုက်သောအခါမိုးများဆွေ၍အိမ်ရှိတဲများမှာတွေးချလို့မခံဖြစ်၍နေလေသည်အနီးအပါး၌ရှိသောတစ်ပင်ချင်းများအထက်မှတစ်ဆက်လေးတား၍ကြသောမိုးရိပ်ပေါက်ကလေးများသာကျန်ရှိလေသည်တစ်ပင်ချင်းရင်၌မိုးဆို၍ခုတ်ကူးရာမရရှာသောပြိုင်းအောက်ကြားကလေးတစ်ကောင်သည်တစ်ပင်ကိုကတ်ခါကုတ်ကလေးခြေတစ်ချောင်းကိုထောက်လျက်နေသည်ကိုတွေ့ရသောအခါမောင်နေဝင်းသည်ထိုပြိုင်းအောက်ကလေးကိုကြည့်လျက်ဤပြိုင်းကလေးကလူတို့ရဲ့လက်ချက်ဖြင့်မိခင်ပြိုင်းမကြီးတည်ဆုံး၍ခိုးကိုရမယ်ဖြစ်ပြီးကြံရင်ရှာလေသလားသူနေတဲ့အတိုက်ကလေတိုက်ရာလွင်ပါပြပြ၍ကြားလေသလားခိုးကိုရမယ်တော့ဤသက်တော်လေးရဲ့မိခင်မှာအစာကိုရှာပြီးပြန်လာမှဦးကောင်းကိုလေးမှန်၍ရှင်ခွဲခံရသဖြင့်စီစားနဲ့အတိတ်ခံရပြီးမိဘမှာအကင်ခံ၍နေရရှာလေသလားစသည်ဖြင့်တွေ့တော့ကမိမိကဲ့သို့ခိုးကိုရမယ်ဆင်းရဲ၍နေရှာသောပြိုင်အပြောက်ကြားကလေးတစ်ကောင်ကို
ကိုချင်းစာကလွန်စွာမှတနာမိရှာလေသည်ထိုကဲ့သို့ပြိုင်ကလေးကိုကြည်ကစဉ်းစား၍နေရှာစဉ်ဘာကျော်သည်အိမ်ပေါ်သို့တက်လာပြီးလင်မောင်နေဝင်းကိုမြင်သောအခါပြုံးရည်သောမျက်နှာနှင့်ကကိုနေဝင်းရဲ့မနှက်ဖြန်ကားကိုရန်ကုန်သို့ပြန်ရန်သာစိတ်ကူးပြီးတော့ဆို၍ပြောကလုံချီခပိုက်ဆောင်တဲ့သို့လက်တစ်ဖက်၌ရင်အနီးသို့ကလာပြီးလင်မောင်နေဝင်းရဲ့အပါ၌တမြင်ခွေထိုင်လေသည်မောင်နေဝင်းကညားစွာအကူမျောလင်းသောမျက်လုံးများနှင့်ဘာကျော်ရဲ့မျက်နှာကိုမော့ကြည့်ပြီးအိတ်ထောင်ကိုကြည့်လျာတဆုပ်ခန့်နီးနီးရှိသောဝိစများကိုမြင်ရလျက်အတက်ပြီးဘာကျော်ဘယ်ကရလာသလဲဟုမေးလေသည်ဘာကျော်ကအခန့်တင်ပဲဟုဖြစ်လန်းစပားအဝယ်တော်တွေဝိုင်းထိုင်နေရတွေ့တာနဲ့ပစံငါးမှုချိပြီးကြားပေါက်ခဲ့တယ်အတန်ကြတော့အကောင်တကောင်ထသွားမှသူ့နေရာဝင်ထိုင်လိုက်တာရခဲ့တာပဲငွေ30လောက်ရှိနေထင်ပါရဲ့ရော့ယူထားပါကိုနေဝင်းမနေ့ပြန်ကိုသွားကြမယ်ရန်ကုန်မှာလုပ်ငန်းကလေးများလည်းတွေ့မလားမသိဘူးကန်ကလေးတော့ပေါ်လာပြန်တာပဲကျုပ်ကောင်မကြီးလေးအတော်စိတ်ညစ်ရှာပြီးကိုနေဝင်းရဲ့ဟော်ရီငွေ30ကသူစိတ်ကြီးကောင်းပါရဲ့ပြန်လာမှသူစိတ်ပြောင်းပေးရမှာပဲထက်ကိုနေဝင်းထမင်းစားပြီလားထို့သူမေးလိုက်လေကမောင်နေဝင်းကစားပြီးကြောင်ပြောလေရဘာကျော်ကတော်တော်စားကောင်းရဲ့လားဟုမေးလေသည်မောင်နေဝင်းသည်စားကောင်းသလားမကောင်းသလားမသိဘူးငါဆဆရှိရနဲ့ထမင်းကိုဖွင့်လိုက်တော့အိုးထွန်းနဲ့ဝမ်ပဲဦးတစ်လုံးတွေ့ရနဲ့ခူပြီးချိတ်လိုက်တာအိုးပြောင်သွားရပဲထို့သူရေမိုးကပြောဆိုလေသည်ဘာကျော်ကလည်းကောင်းတယ်ထမင်းကိုစားနိုင်မှခမရမှာအသားပြန်ပြီးရမယ်ခမရမြထဲအယိုးကြီးပြန်သွားရင်အင်မတန်ကြီးဟမှာမဟုတ်ဘူးဒါထက်ညအတွက်လူသေးတဲ့ခဏနေပါဦးကိုနေဝင်းရဲ့တော်တော်ကြာမှစကားပြောရအောင်ထို့သူပြောပြီးအိမ်ပေါ်ကဆင်းသွားလေသည်အတန်ကြာသောအခါပလင်းတစ်လုံးနဲ့ကျမကြီးတစ်ကောင်ကိုဆွဲပြီးပြန်လာခဲ့လေသည်မောင်နေဝင်းတီကကော်ကီနဲ့မြည်ရွေးလာသောကျမကြီးကိုမြင်သောအခါညစာဖြစ်တော်မဲ့အရေးကိုတွေးပြီးတနာမိတော်လေမိမှာလလန်ထဆောင်မှုဝမ်ဘိုက်ကစားစားပြီးပြူတော့ကြောင်းတနာလျက်ပြီးပါဇက်ကတရွေတွေကြာနေလေသည်ဘာကျော်သည်စပွဲကလေးပေါ်တွင်ပလင်းကိုတင်ထားပြီးလက်ဖက်ရည်ပကံလုံးတစ်လုံးကိုရီးစေးကတပကံငှက်ချပြီးမျက်နှာကိုမရှုံပင်မုံပြီးချလျာနှက်ခမ်းများကိုစုပ်တက်လျက်အတော်ကောင်းတဲ့ဟာပဲဝီစီကီမြတ်တာကိုကိုနေဝင်းရဲ့စမ်းကြည့်စမ်းပါလားမောင်နေဝင်းကိုရွှင်လန်းသောမျက်နှာဖြင့်ချီကပကံကိုတစ်ဖက်ကကန်ရင်ပလင်းကိုတစ်ဖက်ကကန်ရင်မေးလေသည်မောင်နေဝင်းကလည်းငါမတောက်ချင်ပါဘူးတငယ်ချင်းရဲ့ဟိုပြောလေရနည်းနည်းတော့အားရှိလိမ့်မယ်တော်တော်ကောင်းပါနဲ့ထညက်ကိုချက်တာအနေမဖြစ်ပါဘူးကိုနေဝင်းရဲ့မောင်နေဝင်းကလည်းစိတ်လည်းမချမ်းသာခြင်းကြောင့်တကြောင်မချမ်းသာခြင်းကြောင့်တကြောင်နေထိုင်ပြီးမှကောင်းစီတော့ဟိုတွေ့တော့ကစိန်လိုက်လေဟိုပြောပြီးနေရာမှထားလာလေသည်ဘာကျော်သည်တစ်ခွက်ငယ်ပြီးလျာမောင်နေဝင်းသည်ထိုရက်ကိုမုံ၍ချလိုက်လေသည်ထိုနည်းအတန်ကလေးကြာသောအခါရီတီတီကလေးဖြစ်လာသည်ဘာကျော်မှရှင်ရွေးတို့တွင်ကျမကြီးကိုနှစ်ခါအမွေနှုတ်လေသည်ထိုတွင်ဈေးတဲ့သားမိပြန်လာလျာဘာကျော်ကငွေ30စီး၍ပြီးသဖြင့်တားမိနေအောင်မှာအမောအပန်းပြေးပြီးကိုဘာကျော်ကျမတို့လောက်ပါမယ်တကယ်တည်းအိတ်ရှင်မှာပလင်းကြီးထောင်လို့မရှက်ဘူးလားကိုနေဝင်းရောတော်တော်နေကောင်းပလားထို့သူမေးလိုက်လျာမောင်နေဝင်းကနီလာစွာသောမျက်နှာနှင့်ပြုံးရည်တဲ့နေကောင်းချောင်းကိုပြောပြီးပလက်လန်ကနှစ်ဖူးပေါ်တွင်လက်တင်၍နေလေသည်နောက်တနားရီလောက်ကြာသောအခါချက်ပြုတ်ပြီးကြ၍ညစာစားကြပြီးနေနှစ်ယောက်ကရှောင်၍လဲကြလေသည်မိုးချုပ်သောအခါအိမ်သို့ပြန်ကြ၍အိတ်ကြပြီးနေနနက်မိုးလင်းသောအခါစိတ်ကံသို့ဆင်ကြ၍ရန်ကုန်သို့လိုက်လာကြလေသည်